MK အသေးလေးမင်းတိပြခိုင်မှာပေါ့နော်ဒါဝက်ဆိုင်ပြတော့သူအရင်ကစစ်စီလာတော့ဆိုဝက်ဆိုင်ရွယ်မျက်နှာမှာပေါ့ကွယ်အခုကဒီလာတော့လို့သူကကြောက်သွားပေါ့နော်အဲ့ဒါကဒါရကြလေးရောမိန်းလေးရောတော့လို့ရတဲ့ကြောက်ရကြလေးပါတော့လို့ရတဲ့ကြောက်တဲ့ဒီကတော့ပြပြတော့ရှင်သူမျက်နှာတိပြခိုင်တော့မရှိဘာဖက်တာလဲနောက်ဘာဖက်တာလဲပြန်ပြဖက်တာလဲဘောမျက်နှာတိရခါကျစပင်းတိတ်ဖို့လေဒါတော့တက်ပြီးမျက်နှာတိခိုင်ပေါ့နော်ဒါတတိဝဲတာမဟုတ်ဘူးဘောကောင်ဘယ်လိုပြောမလဲစပီးဆိုမှကြားလို့မမဲရတာတက်ခိုင်းပါကျူတင်စီစဉ်ထားသလားဘောဒီဘက်လက်ကဲမျက်နှာစားသေးတော့မယ်မိမယူသူကြီးသူကသူပဲတက်ခိုင်းလို့ပဲကြီးနေတော့ဟိုကိုင်းနေဂျယ်လီနာလေးကိုရှယ်တယ်ဒီကောင်ကဟိုနော်တော့ဒီဘယ်လောက်ဆိုင်ရောက်တယ်ကျွန်တော်3000ပေါ့နော်ကျွန်တော်3000ဆိုရင်3လလောက်သုံးလိုက်ရတယ်ပေါ့ကျွန်တော်အဲ့ဒီလာကားသားဒီမနေ့ကလာကားဆိုတော့မင်းနာဝက်ချန်နေရှိဝက်ချန်နေပြီးတော့အမေဇက်တွေရောအဲ့ဒါအခုဆိုနှာခေါင်းမှာပဲကြံတော့တယ်နော်နှာခေါင်းဒီခုလေးရှိတယ်ပြောနေကြတယ်လားနှာခေါင်းမှာထည့်ရတော့အဲ့ဒါဝက်ချန်နေရှိတယ်ဒီမှာဆိုရင်ဝက်ချန်ကြီးလို့ခွဲထားတာဗျာဒီကိစ္စထက်ခွဲအောင်မယ်လားခွဲထားတာအဲ့ဒါကြောင့်ဒီဟာနဲ့ဒီ MK မြင့်တဲ့ဆိုတော့3ပြည့်ရပေါ့နော်နေ့တိုင်းလို့3ပြည့်2လလောက်မှလုံးဝတိတာပါတယ်3လလောက်မှလုံးဝပြောက်သွားကျုံးရတယ်ဘာမှမရှိအရင်ကဆိုသူဝက်ချန်တစ်စင်ပြရမယ်အရင်ကဆိုဝက်ချန်ပါးမှလေအမချောက်ကြီးမျက်နှာလေး6တယ်လို့ရပါစားဒီလိုပုံစံလေးဆိုပြရတယ်နော်အခုညတဲ့ပြောင်းရတယ်သူကနည်းနည်းလေးလိုက်တော့သူကပြုတ်အများကြီးထွက်လာတော့ပြုတ်နေဒီကုတ်လေးပဲရောက်ဝယ်တယ်ကြိုက်လို့ဒါတော့အခုကိုကဒီ MK ကြတော့ကွာအဲ့ဒါမျက်နှာပေါက်တင်ဆက်ပြခုလေးပေါ့နော်သူကမျက်နှာ10မိနစ်နဲ့မိနစ်ပေါက်ပေးပေါ့နော်ကိုအချိန်ရှိရင်ရှိတယ်လို့ဆန္ဒ3ကသားဆိုတော့မျက်နှာပေါ်မှာ10မိနစ်3မိနစ်လောက်ထားပြီးပေါ့ဒီဗလဲမျက်နှာပြည့်တဲ့ရင်တက်လိုက်ဒီတုံးထားလိုက်ဒီမှာဆက်ပြတိုက်ပါတိုက်ပြီးမှဒီစေးချာလို့လည်းရတယ်နော်ဘယ်လိုဆက်3ကသားဆိုရင်ကိုချက်ကြီးကကြောက်တယ်အမှန်ကြီးတွေကရှိနေဆိုရင်အဲ့ဒါမျက်နှာပေါ်မှာအားစိတ်ဝင်အောင်10မိနစ်2မိနစ်လောက်ထားလိုက်ပြီးသွားမှဒီစေးချာပေါ့ကျွန်တော်တို့ကပျောက်နေပြီအဲ့ဒီအမှန်ကြီးတွေအနေငယ်ပေါ့ဆိုရင်အဲ့ဒါအမှန်ကြီးတွေပျောက်နေတော့ဒီချက်ချင်းချင်းချင်းဆောင်ရတယ်ပြီးတော့ရအောင်ကဲမျက်နှာတော့တိပြီးသွားပြီပေါ့မျက်နှာတိပြီးချင်းတော့ချောပြီးဣသွားချောပြီးဖြစ်သွားတယ်ဗျာမျက်နှာတိပြီးပေါ့နော်ရှားဟာရမတုံးနေတစ်ရှင်နဲ့တုံးပြတာကိုကောင်းတယ်ပေါ့ဘာလို့ဆိုတော့တစ်ရှင်နဲ့ဘာလို့လဲတစ်ရှင်နဲ့တော့ဒါတိရတယ်တကယ်ကောင်းပါတယ်ရှားဟာရဆိုရင်အညစ်အကြေးတွေပါလာမှာကြောက်တယ်တစ်ရှင်နဲ့တော့ကိုကောင်းတော့ကဲဒီโอเคပေါ့နော်ကျွန်တော်အခုဆိုရင်မျက်နှာတိပြီးသွားပြီဆိုရင်ဒီ MK ဒီဥစ္စာပေါ်နေနေတာ